မီးဝင်တော့မရှိဘူးကိုဖိုင်ဆက်မှာအများကြီးပဲကြားတယ်အများကြီးပဲကြောက်စရာဒီဘက်ကမီးဝင်တယ်ပြားတွေဝင်လာတော့မသိလိုက်ဘူးဘေးအိမ်ကအတန်ကြားကားအကြီးဝင်လာတယ်ထင်ပြီးတော့မှလေမြန်ပေါ့နော်ကားအကြီးဝင်လာတယ်ဆိုပြီးတော့မှသူတို့ကအတန်ကြားလို့လိုက်ရှာရတယ်နောက်တော့အဲ့ပြားတွေအများကြီးသူတို့အိမ်ထဲဝင်လာလို့ဆိုပြီးကြောက်ပြီးတော့ခါကျတော့တကားတွေပိတ်လိုက်တာတဲ့ဟိုကျမတို့အိမ်တွေရောက်ခါကျမှညင်သွားတယ်အိမ်မှာဘာမှတော့မလုပ်ဘူးသူတို့အဲ့တိုင်းတရက်လောက်တော့နေတယ်သူတို့ရေတောက်တယ်ဆိုပြီးတော့မှရေလဲတိုက်ပြီးတော့မှအမေကတော့ဟာလောက်တာပေါ့နော်ဒီအောက်ဖက်ဆိုရင်တော့တင်းကောင်းကြားရတယ်လို့တော့ပြောတယ်ဦးတော့ရားတယ်နည်းနည်းပေါ့